အားလုံးမင်္ဂလာပါ PSC Auto Service မှာကြိုဆိုပါရခင်ဗျာဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့်ကားလေးကတော့ Mitsubishi Chariot 2000 model ခုံ3တန်းမိသားစုစီကားလေးဖြစ်ပါတယ်ဒီကားလေးကတော့အများစုကြိုက်ကြတဲ့ Power White Color ရန်ကုန်လိုင်စင်အခရာ 6F နဲ့ကားလေးဖြစ်ပါတယ်ကားတစ်စီးလုံး original စီးသားတွေအများကြီးကျန်ပါတယ်ကားရဲ့အနေအထားလေးကျွန်တော်ရိုက်ပြပေးပါမယ်ဗျာChariot Grandis AZ Grade Power White Color လေးဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ original line ပါခင်ဗျာ Chariot ရဲ့ original line ကတော့15 size နဲ့လာပါတယ်ဒီကားမှာဆိုလို့ရှိရင်တော့ sunroof moonroof ပါဝင်ပါတယ်ဗက်ကြည့်မှန်တွေကတော့ nickel တကားလက်ကင်တွေက nickel ဖြစ်ပါတယ်အောက်မိုးတန်းပါဝင်ပြီးတော့အနောက်မှာ spoiler antenna တန်းနဲ့နောက်ကိုကြည့်တဲ့ဗက်ကြည့်မှန်အကြီးတစ်ခုလည်းပါဝင်ပါတယ်ကားရဲ့တာယာအနေထားကတော့ရှေ့တာယာနှလုံးကပန်းတော်တော်များများကျန်ပါတယ်နောက်တာယာအနေနဲ့ကတော့တဝက်လောက်တော့ကျန်ပါတယ်ခင်ဗျာဒါကတော့တာယာအနေထားလေးရိုက်ပြပေးတာပါ line weight အားလုံးတန့်ပါတယ်ဗျာကားရဲ့ရှေ့ဘီးကြီးတွေကတော့ HIDB ဖြစ်ပါတယ် Fog light မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မီလီယံကောင်းတဲ့ဗီလုံးတွေထည့်သွင်းထားပါတယ် Fog light တစ်ခုနဲ့တင်တော်တော်လေးကိုလင်းပါတယ်ဗျာကားမှာဆိုလို့ရှိရင်တော့ dent အသေးလေးအနေနဲ့တော့ပါချမ်းမာဒီပါ dent တေးသေးလေးတစ်ခုပါပါတယ်ခင်ဗျာနောက် bonnet မှာ dent လေးတေးသေးလေးတစ်ခုဒီနားလေးမှာပါပါတယ်ကျန်တာကတော့ original စီးသားပါ black white လေးပါဗျာကျွန်တော်တို့ကားအတွင်းခန်းလေးရိုက်ပြပေးပါမယ်power window central lock window lock ပါလက်တင်လေးတွေပါမယ်ဒါကတော့ sunroof moonroof ပါဒါရှိတာပါနောက်က sunroof ကတော့မှန်လဲဖွင့်လို့ရပါတယ်အရှိကတော့မှန်ဖွင့်လို့မရပါဘူးနည်းနည်းလေးဟရုံပဲဟလို့ရပါတယ်အလင်းရောင်ရအောင်တော့ဖွင့်ထားလို့ရပါတယ်ဗျာဒီဟာကတော့ရှေ့က fog light အဖွင့်အပိတ်ရယ်မှန်ကျိုးမှန်ကောင်းမှန်ချင်းခလုတ်တွေဖြစ်ပါတယ်တကားရဲ့ side cover မှာလည်းကျွန်းကွက်လေးတွေပါဝင်ပါတယ်အတွင်းကမှာလည်းကျွန်းကွက်ပတ်လေပါတကားဖွင့်တဲ့လက်ကင်လေးတွေကတော့ nickel နဲ့ဖြစ်ပြီးတော့ Twitter speaker လေးတွေလည်းပါဝင်ပါတယ်ရန်ကုန်လိုင်စင်အခရာ 6F ဖြစ်ပြီးတော့လိုင်စင်သက်တမ်းအသစ်တိုးထားပါတယ်ကျွန်တော်လိုင်စင်သက်တမ်း2023 10လပိုင်းထိရပါတယ်ဗျာလောလောလတ်လတ်ဒီလထဲမှာပဲ10လပိုင်းထဲမှာပဲသက်တမ်းတိုးထားတာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ engine ကမ်းပါခင်ဗျာ engine power 2350cc Mitsubishi GDI စနစ်နဲ့ engine ဖြစ်ပါတယ်ကားတစ်စီးလုံးတိုက်ခိုက်မရှိကြောင်းကျွန်တော်အာမခံပါတယ်ခင်ဗျာ
ဒါကတော့သူ့ရဲ့တိုင်ခွက်ဖြစ်ပါတယ်ကီလိုမီတာ3သိန်းမပြည့်သေးပါဘူးခင်ဗျာထိုင်ကုန်တွေအားလုံးကတော့တင်းတင်းရင်းနဲ့တန်တန်ရှင်းရှင်းရှိပါတယ်ခင်ဗျာထိုင်ကုန်အားလုံးတန်ပြန်ပါတယ်အပွန်းစင်းအပေါက်ပြမရှိပါဘူးခင်ဗျာမော်ဒယ်ကတော့2000မော်ဒယ်ထွက်ပါတယ်ခင်ဗျာဒါကတော့သူ့ရဲ့ original TV နဲ့အောက်က control တွေဖြစ်ပါတယ် Mitsubishi တော်များများတော့ဒီလိုပုံစံမျိုးဖြစ်ပါတယ် Gear ကတော့ semi auto လည်းမောင်းလို့ရပါတယ်ခင်ဗျာ 4 speed ပါဒါကတော့ဒုတိယတန်းခုံကြီးပါဒါကနောက်ဆုံးတန်းခုံဖြစ်ပါတယ်ဒါကတော့နောက်ခန်း air ကုန်ဖွင့်တဲ့ control နေရာဖြစ်ပါတယ်ဒါကတော့နောက်ဆုံးတန်းခုံဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတန်းခုံကိုရှေ့တိုးနောက်ဆုတ်လုပ်ချင်တာတွေလည်းလုပ်လို့ရပါတယ်နောက်ဆုံးတန်းခုံရဲ့ site ကလည်းရှေ့ခုံဒီ site နဲ့နီးတူပါပဲခြေဝန်းထိုင်လို့ရပါတယ်ခင်ဗျာနောက်ခန်းမှာဆိုရင်တော့လက်တင်လေးပါမယ်နောက်ခန်းမှာလည်း speaker အကြီးတစ်လုံးထည့်သွင်းပေးထားပါတယ်ဘယ်ဘက်မှာရောညာဘက်မှာရော speaker ပါပါတယ်ခင်ဗျာနောက်ဖက်မှာလည်းကျွန်တော်တို့ secret lighter ပေါက်ပါပါတယ်ဒီကနေပြီးတော့လေထိုးဆက်တို့ဘာတို့ပါဝါယူတာကိုလည်းအသုံးပြုနိုင်ပါတယ်ဒီနောက်လက်တင်ရဲ့အောက်ထဲမှာတော့ jack တွေထည့်ထားတာရှိပါတယ်ဟုတ်ကဲ့ဒီကားရဲ့ engine power ကတော့ 2400cc ဖြစ်ပါတယ် Toyota Epson engine power နဲ့တန်းတူရှိပါတယ်ဗျကျွန်တော်တို့ခုံ3တန်းကားအုပ်စုထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Honda မှာဆိုရင် Odyssey တို့ဘာလို့စိုက်နေလဲနီးနီးဆက်ဆက်တူပါတယ်Toyota Wish ထက်တော့အကောင်နဲ့ကြီးသွားပါတယ် engine power လည်းကြီးသွားပါတယ်ကားရဲ့အဆွဲရုံးနဲ့တည်ငြိမ်မှုအပိုင်းကတော့တော်တော်လေးကိုငြိမ်ပါတယ်လမ်းဘလောက်ကြမ်းကြမ်း speed တစ်ခုနဲ့မောင်းသွားရအောင်မှာအပေါ်မှာကားကတော်တော်ငြိမ်ပါတယ်ခင်ဗျတည်ငြိမ်မှုပိုင်းမှာတော့တော်တော်လေးကိုငြိမ်ငြိမ်ညောင်ညောင်ရှိပါတယ်ဟုတ်ကဲ့ပါခုဆိုရင်ကျွန်တော် Mitsubishi Chariot Grand Disc ရဲ့အသေးစိတ်ချက်လက်လေးတွေရိုက်ပြပေးပြီးဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော် PSC ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်